สวัสดีค่ะทุกคนเพมชาแนลนี้เปลี่ยนเลยจุดสุดไล่บาร์เลยဒီကနေ့မှာတော့ထိုင်းလိုပေါ့နော်ဒီစပင်နဲ့ပတ်သက်တဲ့ဝါကြတုံးနေကြစကစုလေးတွေကိုလာပြောမျှဝေပေးတော့မှာပဲဖြစ်ပါတယ်ရှင်ဒါဆိုရင်ကျမတို့စပြောမယ့်စာကြောင်းလေးကတော့วันนี้ผมยาวมากวันนี้ဆိုတာကဒီကနေ့ကိုပြောတာပေါ့နော်ผมဆိုတာကစပင်ကိုပြောတာပါဒီမှာဆိုရင်တော့ยาวมากဆိုတာကအရန်ရှည်နေပြီပေါ့နော်วันนี้ผมยาวมากဆိုတာကဒီကနေ့ရောစပင်တွေကအရန်ရှည်နေပြီตอนบ่ายนี้จะไปตัดผมตอนบ่ายนี้ဆိုတာကဒီကနေ့နေ့လယ်ခင်းမှာဆိုရင်จะไปဆိုတာကသွားမယ်ပေါ့နော်ตัดผมဆိုတာကစပင်သွားညက်မယ်ပေါ့ตอนบ่ายนี้จะไปตัดผมဒီကနေ့နေ့လယ်ခင်းမှာတော့စပင်သွားညက်မှာပါและสัดผมด้วยและဆိုတာကနေ့အတူပေါ့နော်สัดผมဆိုတာကကောင်းလျှော်တာပြောပါสัดผมด้วยကောင်းလဲလျှော်မယ်တခါလဲပေါ့နော်และสัดผมด้วยไม่ค่อยชอบผมยาวเพราะว่าสัดผมยากဆိုတာကဒီစပင်ရှည်อยู่ดูမကြိုက်ဘူးပေါ့နော်เพราะว่าဆိုတာကဘာကြောင့်လဲဆိုတော့สัดผมยากဆိုတာကကောင်းလျှော်ရတာအရန်ခက်တယ်ပေါ့နော်เป่าผมဆိုတာကကြတော့စပင်ကို hair dryer ပေါ့နော်လေမုတ်တာเป่าผมဆိုတာကစပင်ကိုလေမုတ်ပေးတာပေါ့နော်สปินเนี่ยปีๆဆိုရင်တော့ตัดผมเสร็จแล้วตัดผมเสร็จแล้วก็ผมสั้นนิดหน่อยဆိုတာကสปินနည်းနည်းလေးတူသွားပြီပေါ့နော်ผมสั้นนิดหน่อยဆိုတာကสปินနည်းနည်းလေးတူသွားပြီပေါ့ตอนนี้หัวเป่ามากและผมหอมมากဆိုတာကหัวเป่ามากဆိုတာကဒီကောင်းကအရန်ကိုပေါ့သွားပြီပေါ့နော်အခုမှဆိုရင်และဆိုတာကပြီးတော့ပေါ့ผมหอมมากဆိုတာကဒီကောင်းလျှော်ထားတဲ့အတွက်ကြောင့်မို့သူ့ရဲ့ဒီစပင်ကပေါ့နော်အရန်ကိုမွေးနေပြီလို့သူပြောချင်တာပေါ့နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကြောင့်မို့အားလုံးကျေးဇူးတင်ပါတယ်